အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့အလွယ်ကူဆုံးနဲ့အထီရောက်ဆုံးဘိုက်လေးကျင်ကန်လေးတွေပြသပေးမှာဖြစ်ပါတယ်ဘိုက်လေးကျင်ကန်လို့ရင်းနဲ့ခါကြောပါတခါတည်းရှော့တဲ့ဟာလေးပါပါတယ်နော်လိုက်ပါလေးကျင်ကြည့်ပါအခုပြရတဲ့ပုံစံတိုင်းထိုင်ထားမယ်လက်နှစ်ဖက်ကိုအနောက်ကိုပြောင်းပြန်လေးထောက်ထားမယ်လက်ဖြားလေးတွေခန္ဓာကိုယ်ဘက်ကိုပဲရှိမယ်နော်အဲ့ဒီတိုင်းလေးစုံစမ်းမယ်ပြန်ကွေးမယ်နော်လူကလည်းအနောက်ကိုရေးမိထားမယ်နော်သူ့ကို10ချိန်3ကြော့နိုင်ပြီဆိုရင်23ကြော့33ကြော့တိုးလုပ်ပြီးလို့ရနော်ဟုတ်ပြီပြီးလက်လေးခါပေးမယ်လက်ကောက်ဝေးလို့ခါပေးမယ်ဝေးများတဲ့လူဆိုရင်တော့3နည်းလေးပို့ထားနော်လက်ကောက်ဝေးနည်းနည်းနာတက်လို့ဟုတ်ပြီနောက်တစ်မျိုးထပ်သွားမယ်အဲ့ဒီပုံစံတိုင်းလေးပဲတစ်ချောင်းဆန့်နဲ့တစ်ချောင်းကွေးတယ်နော်တပြေးညီပဲသွားမယ်သူ့ကိုလည်း10ချိန်3ကြော့လုပ်ပြီးပါစားလို့ချင်းကိုနိုင်မှာအချိန်ကြီးတိုးလုပ်ပြီးလို့ရပါတယ်သူကကြတော့ခန္ဓာကိုယ်ယူအနောက်ကိုတော့ရှော့မရိနေတော့ဘူးเนาะလက်လေးထောက်ထားတဲ့ပုံစံတိုင်းလေးပဲအခုပြထားတဲ့ပုံစံတိုင်းလေးပဲလုပ်ပါပြီးပြီဆိုရင်ခါကြောလေးပြန်ရှော့မယ်เนาะဟုတ်ပြီအဲ့ဒီတိုင်းလေး2ခေါက်နဲ့6ခေါက်လုံးဘယ်ရိနဲ့ညာရိနဲ့เนาะဘယ်ညာတည်ယူမယ်သူ့ကို9ချိန်လုပ်ပေးပါဘိုက်လေးချင်းကတစ်ခါလုပ်ပြီးွားရင်တစ်ခါပြန်ရှော့လို့လည်းရတယ်เนาะဒါမှမဟုတ်2မျိုး3မျိုးလုပ်ပြီးတော့မှအဲ့ပုံစံလိုက်ရှော့လည်းရပါတယ်နောက်တစ်မျိုးက6ထောက်တစ်ချောင်းထောင်းနဲ့တစ်ချောင်းကွေးရတယ်ထောင်းထားတဲ့6ထောက်ကဆန့်တဲ့6ထောက်နဲ့တဒန်းနဲ့ပဲရှိနေမယ်ပေါင်းပါနော်အဲ့ဒီတိုင်းလေးသူ့ကို10စက္ကန့်ထည့်ပေးမယ်9 20 30ထိထိန်းပြီးလို့ရတယ်ခဏကိုကအနောက်ကိုမှီထားမယ်နော်ဟုတ်ပြီပတ်ပြောင်းမယ်ပေါင်းတစ်ခုကတဒန်းနဲ့ပဲနော်10စက္ကန့်ထိန်းပေးမယ်ဟုတ်ပြီရှာမယ်ပြီးရင်အဲ့ဒီတိုင်းလေးအိတ်ချလိုက်မယ်စွမ်းနာပုံစံတိုင်းနဲ့တခါတည်းအိတ်ချလိုက်လို့ရတယ်နော်အချိန်ကြီးပြီးသွားရင်ဟုတ်ပြီတင်မောက်တဲ့လက်ထဲထားမယ်ခြေလေးဆင်းထားမယ်တရောင်စစ်ကိုအားပြုပြီးကုန်းနဲ့ခေါင်းနဲ့ကြွမယ်ခြေတော့ကိုစုံမမယ်အဲ့ဒီတိုင်းလေး10စက္ကန့်ထိပြီးမယ်နိုင်စက္ကန့်20 10မိနစ်ရှိတိုးပြီးလို့လုပ်လို့ရတယ်နော်ပြီးရင်ခြေထောက်လေးချမယ်နောက်တစ်ခေါက်နောက်တစ်မျိုးထပ်သွားတယ်အဲ့တိုင်းကုတ်ကိုကြွားထားတယ်10စက္ကန့်ပြန်ထိနေဟုတ်ပြီပြေးပြီဆိုရင် short ချလိုက်မယ်အဲ့တိုင်းလေးလက်လေးထုတ်ထားမယ်ဒူကောင်းနှစ်ချောင်းလုံးထောင်းထားမယ်ဟုတ်ပြီပြီးရင်ခြေထောက်တစ်ချောင်းဆန်ထားမယ်တစ်ချောင်းကညာခြေရဘဲချီဒူကောင်းလောက်ကိုတင်ပြီးဘဲလက်ကနေဆွဲချမယ်နော်ခေါင်းကညာဘက်ချောင်းကြည့်မယ်စက်ညစ်ဘက်ကိုကြည့်ခါနာခါကိုင်းလည်းဒီပုံစံမျိုးနဲ့ short ပေးလို့ရတယ်နော်ဆွဲချမယ်ပြင်းပြဆွဲပြီးချမယ်မျိုးသမီးတွေတမရလာချိန်ခါနာခါကိုင်းလည်းဒီပုံစံမျိုးနဲ့ short ပေးလို့ရပါတယ်ဟုတ်ပြီ10စက္ကန့်လောက်ထိန်းပေးမယ်နော်ပြီးခဏလေးနားမယ်ဖြည်းဖြည်းချင်းပြန်ထားမယ်အားလုံးပဲလိုက်ပါလေးချင်းကြည့်ပါလွယ်လွယ်လေးပါကျေးဇူးတင်ပါတယ်တက်ရှိချမ်းမှာစိတ်ချမ်းသာကြပါစေတတာ